ဒါပါပြေအခုရောက်နေရတော့ပြေတို့ဒီဟွာပေါ့နော်တဘာဝအသီးတရက်ချံပေါ့နော်အပင်ရေအတွက်ကတော့ပြေတို့800ခန့်ရှိပါတယ်အသီးရေအတွက်ကတော့ပြေတို့9000ကျော်တီးတဲ့တဘာဝချံလေးကိုရောက်နေရပေါ့နော်ဒီဗမြန်းငမောက်အသီးလေးတွေကကျတော့ဂျူဂျူလိုက်မှသူကခူးမှာပေါ့နော်စွတ်မှာပေါ့အခုလောဆယ်တော့သူစိတ်တလုံးကိုဦးစားပေးခူးရတာပေါ့နော်အသီးရေအတွက်ကတော့6000ကျော်နီးပါးတီးတယ်ဒါပေမဲ့ကျွေရနေပါလဲဆိုလို့ရှိရင်တော့9000လောက်ကတော့ကျန်တယ်ပေါ့နော်အဲ့တော့ဒီနေ့မှာတော့ဒီချံကိုဒီချဲနဲ့ချက်မိုင်းချင်းဖြစ်တဲ့ဒီချဲနဲ့ဦးအပြေကိုအလေးခွာတာပေါ့နော်ဒီကအဲ့ဒါလေးကိုဒီနေ့ချံဘလော့လေးရိုက်ချင်နေဆိုပြီးရောက်လာတာပေါ့နော်ဒီချံထဲမှာဆိုလို့ရှိရင်ဒီရက်ဒီပေါင်းအများကြီးတီးပါတယ်တောင်းချီတီးတာပေါ့နော်ဒါလေးဆိုလို့ရှိရင်ဒါပရီမီယံငမောက်အသီးလေးပေါ့နော်စိုက်တစ်လုံးတစ်လုံးဆိုလို့ရှိရင်တော်တော်လှတယ်ပေါ့နော်ဒီလိုမျိုးစိုက်လောက်ပေါ့နော်ဒီလိုမျိုးစိုက်ကြီးတွေတီးတာပါချံထဲမှာဆိုလို့ရှိရင်လေဒီလိုမျိုးအသီးတွေအများကြီးပေါ့နော်R2 E2 ပရီမီယံငမောက်စိတ်တစ်လုံးအပင်ရွက်တာအပင်ရေအတွက်ပေါင်း800ခန့်ဆိုတော့တီးတဲ့ရေအတွက်ပေါင်းကလည်းများတယ်ပေါ့နော်ဒီကတော့အခုလိုဒီလိုမျိုးတဘာဝချံလေးတွေဘလော့ရက်ရတာကြိုက်တယ်ပေါ့နော်ဒီနေ့မှာတော့ပြည်ကိုချမ်းပိုင်းရှင်ဒီချဲနဲ့ဦးကအလေခေါ်လို့ရောက်လာရင်လည်းပေါ့နော်ပြည်ဒီနေ့တီးရဲချံထဲမှာဘလော့လေးရိုက်ပေးထားပါတယ်အိုးမွေးနေရပဲစားလိုက်ရင်လည်းချိုးအီးတဲ့အသီးလေးပြမြောင်းကအသီးလေးတွေပါတော်တော်လှတဲ့အသီးလေးတွေပေါ့နော်ဒီကတော့အခုဒီဟွာပေါ့နော်ဒီရဲ့ YouTube channel ဖြစ်တယ်ပြည့်လေးအချိုးမှာဆိုလို့ရှိရင်လေဒီ channel မှာဆိုလို့ရှိရင်ပြည့်ရဲ့သွားထားတဲ့ဒီ blog လေးရိုက်ပေးထားလေးရှိပါတယ်mini blog လေးတွေရောပြီးလို့ရှိရင်သွားထားတဲ့ခီးရဲ့ဒီအမှတ်တရ blog လေးရိုက်ပေးထားလေးရှိရပေါ့နော် YouTube မှာကြည့်လို့ရပါတယ်ဒါကတော့အသီး blog လေးပါတရက်တင်တရက် channel မှာဆိုလို့ရှိရင်တရက်ပြီးအမျိုးအစားမတူညီတဲ့အမျိုးအစားအများကြီးရှိပါဒါဆိုလို့ရှိရင်R2 E2 တရက်တီလို့ပြောပါတယ်တော်တော်လှပါတယ်ဒီမှာပါဒါကတော့အသေးဆိုင်လေးပေါ့နော်အကြီးဆိုင်လေးရောဒီမှာအုံထားတာပေါ့နော်ဒီအခုရောက်နေတဲ့ channel မှာဆိုလို့ရှိရင်ဒီအကုန်လုံးကတရက်ပင်အရေအတွက်ကြီးပဲတော်တော်ကိုများတယ်ပေါ့နော်တရက်ပင်အရေအတွက်800ခန့်တီးတဲ့အရေအတွက်ကလည်း6000ကျော်ဆိုတော့နည်းနည်းတော့အသီးတွေမဟုတ်ပေါ့နော်တလုံးတီးဆိုစိုက်ကအဲ့လောက်ကြီးတီးရပေါ့နော်တော်တော်လှပြီတော်တော်ကြီးအသီးတွေပေါ့နော်ဒီကတော်တော်လေးခုမှသဘောကျနေပါတယ်အဲ့ကြောင့်မို့ဒီနေ့ channel blog လေးရိုက်ဖြစ်တာပါရှင်ဒီအားကျတော့သူကလေမဲ့ပြီဆိုလို့ရှိရင်လေတဘာဝအတိုင်းမဲ့ရဆိုတော့စားလို့လည်းအရင်ကောင်းတယ်ပြီးတရက်တည်းကအမြင်မပါဘူးပေါ့နော်အမြင်လုံးဝမပါဘူးစားရတာအသားကြီးပဲဟိုမှာတော်တော်ကိုမှချိုဣနေတဲ့တဘာဝတေးချံဖြစ်ပါတယ်စေးမဲမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးဟိုပါလဲစေးမဲမဟုတ်တဲ့ကြောင့်မလို့ပေါ့နော်တကယ်လို့ပစ္စည်းတွေပါတင်ထည့်ပြီးတော့လက်ဆောင်တွေပါပြီးမဲ့ဆိုလို့ရှိရင်လေဒီအသီးတွေပါပေါ့နော်စောင့်မချပဲနဲ့ကောင်းကောင်းမွန်ပေါ့နော်အသီးလေးတွေကိုတက်ရက်လေးတင်ရတာမတက်ရက်ကလေးတွေအဲ့လိုမျိုးထည့်ရတာမျိုးတွေလုပ်ပြရရှိရပေါ့နော်သူကတော့အခုဒီ channel မှာတော့အကုန်လုံးကတော့တဘာဝအမဲ့တွေပဲများတယ်ပေါ့နော်ဒီ channel မှာ